ကတော့ကိုပိုင်စိတ်ကမ်းဒီလိုမှာကိုပိုင်တာမနယ်နဲ့ကိုပိုင်စိတ်ကမ်းမှာရှိတဲ့ချက်အနေနဲ့တူလောင်ပြီးတော့စိတ်တိုင်းကြဖြန့်ကြည့်ပေးတဲ့အတွက် gas gallery လည်းကောင်းပါတယ် ပစ္စည်းအရေးသွေးဦးစားပေးပြီးတော့တင်သွင်းပါတယ်နောက်သုံးတဲ့ material တွေအနေနဲ့ကလည်း international SOP တွေအရ safety ဘိုင်းကိုဦးစားပေးပြီးတော့သုံးထားတဲ့အတွက်လွယ်ကူစွာသုံးနိုင်တယ်လို့ safety အနေနဲ့လည်းစိတ်ချရပါတယ်ဘားတွေအနေနဲ့ဆိုလို့ရှိရင်ဘားကိုဖွင့်ထားတော့လည်းပဲအထက်က gas မထွက်အောင်လို့အတွက်ဒီဘားမှာ safety system ထည့်ထားတဲ့အတွက်လုံးဝလုံကြီးစိတ်ကြရတယ်ဆိုတဲ့အကြောင်းပြောလိုပါတယ် gas ကိုများကိုအိမ်နိုင်ရောက်လိုက်ဆိုင်ပို့ဆောင်ပေးနေပါတယ်ဟိုတယ်တွေနဲ့စားသောက်ဆိုင်တွေအပြင်ရှားလုပ်ငန်းရှင်များကိုလည်းကျွန်တော်တို့လိုအပ်ချက်ရှိသလောက်လိုက်လံပို့ဆောင်ပေးလျက်ရှိပါတယ် standard အနေနဲ့ကအိုးအပြေထား3ကျိုး3ထားပါတယ်ဒါကတော့အိမ်သုံးလေးတွေဖြစ်တဲ့ 5kg အိုးလေးတွေဖြစ်ပါတယ်ဒါကတော့ 15kg အိုးဖြစ်ပါတယ်ဒါကတော့ 50kg အိုးဖြစ်ပါတယ်เนาะ standard အနေနဲ့ကျွန်တော်ဒီ3ကျိုး3စားကိုခြံပြီးရောင်းချလျက်ရှိပါတယ်တော့တော့မာဒီအနှက်မှာလည်းကျွန်တော်ဒီလိုမျိုးစတိုလုံးတဲ့နေရာများစွာဒီကျွန်တော်တို့တွင်းတွင်းကြဲဖြန့်ချီလျက်ရှိပါတယ်ကျွန်တော်ရောင်အောင်မြို့မှာဆိုရင်ကျွန်တော်လက်ရှိပြည်တော်ရိပ်သာလန်ဒဂုံမြို့နယ်မှာဒီဇိုင်းရှက်ဆန်လန်ဗဟန်းမြို့နယ်မှာဒီဇိုင်းကျွန်တော်လက်ရှိအင်းစိန်မြို့နယ်ခဝဲချံမှတ်တိုင်အနီးနီးနားရိုးမစီစဉ်အနောက်မှာကျွန်တော်ဖွင့်ထားပါတယ်ကြ